တော့ဒီဥစ္စာဘလောက်ထိကောင်းလို့ဆို profit ဘန်းတော့ဒီလုံးဝဒီစစ်တိုက်တဲ့ထဲကိုရောက်ပါတယ်နောက်ပြီးတော့ဒီနားလေးမှာ ID ဆိုတာလေးဖြစ်တာခုနက ID နားမှာ ID ဆိုတာလေးပေါ်လာမယ်ပေါ်လာမယ် Okay ဒါလေးပေါ်လာမယ် Okay နော်ဒါလေးတော့ဝင်ပြရမယ်ဗျာဒါလေးကဘာလို့ဝင်ပြရမလဲဆိုခုနက chance ဆိုတဲ့ဟာလေးယူပြရမယ်ဒါလေးယူပြရမယ်ပေါ့နော် Okay ဒါလေးယူပြရမယ်ဒီ open နှိပ်ပြရမယ် open နှိပ်ပြဒါတော့ open 3တော့ဒါလေးကအများကြီးပဲဒါလေးက UV ဆိုဒါလေးကဘာလို့ရလဲဆိုတော့နောက်ကျွန်တော်တို့နောက်ဒီဥစ္စာလေးညှင်းတဲ့ခါမှာဒါလေးသုံးတယ်ဒီတနက်လေးညှင်းတဲ့ခါမှာဒါမျိုးလေးသုံးတယ်ညှင်းတဲ့ခါမှာကျွန်တော်ကဒါတယောက်ရည်ဒီဥစ္စာဆိုရင်ဒါ1200နဲ့ကျွန်တော်ဝယ်လေးရတယ်ဒါဆို4တာဒါဆိုလည်းကျင်းမပွင့်ပါအခုဒါဝယ်လေးရမှာဒါလေးဝယ်လိုက်โอเคဒါဝယ်သွားပြီဒါရပါပြီဆိုတော့ရမယ်ဆိုတော့ပါတွေးမဟုတ်တန်ချက်ကအရန်ကြီးကြီးရပြဒီစစ်တိုက်ပြီဆိုဒီတန်ချက်ကအင်းရလုံးဝကိုအရန်ကြီးကြီးလို့ကြောင့်ကျွန်တော်တို့တောင်းညှက်မယ်နေမှာနော်တောင်းညှက်နေမယ်ထောင်းနိုင်လက်တယ်ပါသိပြီးတော့ဖြစ်โอเคဒါညှက်မိလိုက်ဒါဆို20မြင့်ရမှာဗျာ20အောင်မြင့်ရမှာဒါဆို line သိမ့်ကောင်းအဲ့တော့ဒီကောင်လေးမြင့်နေဒီကောင်လေးကသိပြီးရှင်းကြည့်ကြဒီကောင်လေးကဘာသိတော့ရင်းမှာကျွန်တော်စလိုက်အောင်ပွဲလေးစလိုက်โอเคပွဲစမယ်ဆိုကျွန်တော်တို့နောက်မှာတိုင်းကျွန်တော် mobile လေးကြတော့ဘာလို့ရှင်းတဲ့အတိုင်းပဲကျွန်တော်စက္ကန့်ကြီးရယ်ဆိုဒီအောက်မှာဆိုရင်ဒါဆိုကျွန်တော်တို့ဒီဥစ္စာဆိုရင်ဒါပါတယ်ဒီစွမ်းမဲ့ထင်မှာပါဒါဆိုစွမ်းမဲ့ကွင်းဘလူးကွင်းလာမှာနော်ဒါမျိုးကွင်းလေးလာရနော်ဒါမျိုးကွင်းလေးလာတယ် price လေးနေလာတယ်အဲ့လိုနေလာโอเคဒါကြီးဒါဆက်သွားလားကြီးတယ်မရောက်အောင်ဒါနဲ့တော့ဖို့ရမှာရောနော်နော်ကူမဆာမှာ3နှစ်တည်းဟာတခါမှโอเคlevel 2 point နဲ့ဘာလဲတော့ပြောဟာအော် line လက်နေတာဟိအောင်ကြီးတီယောရှော့ဘာလဲတီယောရှော့ဒါနဲ့တိုက်ရမှာဒါနဲ့ခုတ်ရမှာတတ်မပေါ့ဟိအောင်ကြီးအနီးကထိုးရမှာနော်လာ